Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Xavier Skin ဆမ်မျိုးကိုင်ကြည့်မှာဖြစ်ပါတယ်မကိုင်ရင်ကျွန်တော်အရင်ဆုံးဝယ်လိုက်ပါတယ်ဘာလို့လဲဆိုတော့စောက်ရဲချောနေလို့ပါကျွန်တော်ရဲ့တက်လာစာမှုဖို့အကုန်သုံးပြီးတော့ဝယ်တာအတင်းနဲ့ပြောရရင်ကိုချိုလောက်တော့မချောပါဘူးကိုချိုကတော့အချောဆုံးပါပဲ Xavier Skin နေထဲမှာကိုချိုတော့အကြိုက်ဆုံးပါပဲကိုချို Skin တော့လောကကြိုက်ပါတယ်ကဲအားကြောင့်မို့တငယ်ချင်းတယောက်ခေါ်ပြီးတော့ကျွန်တော် classic မှာတွားချင်းခဲ့ပါတယ်ကျွန်တော်က collector ဆိုရင်အကုန်ကြိုက်ပါတယ်ကျွန်တော်မကြိုက်တဲ့ collector ဆိုတော့ Lawin collector ပဲရှိပါတယ် Lawin collector ကတော့တည့်ရတိုင်းပဲစကင်ကတော့အရှောင်းမိန်မြောက်ကော်လက်တာနဲ့ကိုမကြိုက်တာကွာဒီဆာဘီယာစကင်ကိုလည်းသူများတွေကအဲ့လိုမျိုး plain ကြရဲ TikTok မှာခဏတွေ့ရဲ Starlight Series နဲ့တူပါတယ်ဘာညာဘော Starlight တောင်သူ့ထက်လာအောင်မယ်လို့အားကြောင့်မို့ကျွန်တော်ကတော့ဝယ်လိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်သွားကင်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ဘာမှမစောရသေးဟိုဘက်ကဂူရှင်ကကျွန်တော်တာဝါရဲထိဝင်ပြေးပါတယ်အခုတလောတော့ဂူရှင်ကင်နဲ့ပဲအရှမ်းများလာတယ်ဂူရှင်မိလိမ့်မှာဂူရှင်နဲ့ရှင်တင်ရမယ်ဆိုလုံးဝအဆင်မပြေဘူးကွာဂူရှင်နဲ့တခြားမင်းနဲ့ဆိုရင်တည့်ရတိုင်းပဲဂူရှင်ကပို့ပြီးတော့ကောင်းနေတဲ့အတွက်ရှင်မထိန်နိုင်ဘူးကွာတားရွယ်ဂူရှင်မကင်ကြပါနဲ့လို့ဒီမှာလဲကွာတီတာကိုယ့်ဘက်ကိုနေနေအောင်ဖန်နီကသူ့ဘက်သူလာပြီးအသေးခံသွားတာကြည့်ကျိုးဆဲတော့မယ်ကျိုးဆဲပြီးသူ့ဘက်သူတာဝါရေးပြေးဝင်သွားကိုဘာမှမလုပ်တော့သူ့ဘက်သူတာဝါရေးဝင်ပြီးတော့တော်တီသွားပါဘူးဒီကျော်တော့ကဲကောင်းကြီးအလကားနေကြည့်ရပါပြီဗျဒီစာပေစကင်ကြောင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဝယ်ပြီးမှနောက်နောက်ရပါတယ်ဘာလို့လဲဆိုတော့တိတ်ပြီးတော့မကြိုက်လို့ပါဂူချိုစကင်လောက်တော့မလောက်လို့ပြောရမယ်နော်collector skin ဆိုပြီးမဲ့လေ crystal လေးရှိရတူကတော့ဝယ်တင်နေဘာလို့လဲဆိုတော့ crystal နဲ့ဂုံးစင်းလို့ရပါတယ်ဒီsauပြီးတော့ဒီ Xavier skin မလို့ချင်ဆိုရင်လည်းအခြားဂူရှင်ဘဒန်လာပူရိုချန်ငယ်တို့လောက skin တွေအများကြီးပါတယ်တခြားကောင်မလေးတွေအတွက်ဆိုရင်လည်း Angela collector ပါဖြစ်တဲ့အတွက်ရှိုးတင်ပါတယ်ရှိရ crystal လေးနဲ့ဒီတခြားလုံးလေးပဲလဲလိုက်ပါတယ်မရှိရကြီးစားလေးပေးမှာပါ free ticket လေးနဲ့လည်းဂုံးစင်းလို့ရပါသေးတယ် diamond ထည့်ပြီးတော့ဒီဂုံးစင်းလို့ရရပါတော့ဒီ skin ကဘယ်လိုပဲဖြစ်ဖြစ်ဒီ skin မကြိုက်လေကွာတခြား collector အများကြီးပါအောင်မလို့ဘယ်လိုပဲဖြစ်ဝယ်တဲ့ skin ဒီထဲမှာပါပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ